အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စိုးရင်ပူပန်မှုတွေကိုလွတ်ချပြီးတော့ကိုဟာတည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်နေနိုင်ဖို့အတွက် meditation လေးကိုညှဝေပေးလိုက်ပါတယ်ဒီ meditation လေးကိုတော့ letting go of anxiety လို့နာမည်ပေးထားပါတယ်ကိုရဲ့စိုးရင်ပူပန်မှုတွေကိုလွတ်ချနိုင်ဖို့အတွက်တတောင်းတတလေးနေရာယူပေးပါထိုင်လို့လည်းရတယ်လို့လက်အိပ်လို့လည်းရပါတယ်ကိုဟာအစဉ်သင်းဖြစ်ပြီးဆိုရင်ဒီ meditation လေးကိုစပြီးတော့လုပ်လို့ရပါတယ်လေကိုနှာခေါင်းကနေတစ်ဆင့်ဖြည်းဖြည်းချင်းရှုမယ်ကိုရှုသွင်းလိုက်တဲ့လေကလေးဟာကိုယ့်ရဲ့ဝမ်းပိုက်ဘယ်နေရာအထိရောက်သွားလဲဆိုတာလေးကိုစောင့်ကြည့်မယ်ပြီးရင်ဖြည်းဖြည်းချင်းရှုထုတ်မယ်နှာခေါင်းကရှုထုတ်လို့ရတယ်လို့ပါးစပ်ကလည်းရှုထုတ်လို့ရတယ်နှာခေါင်းကနေနောက်တစ်ချိန်ရှုမယ်ပြီးရင်ဖြည်းဖြည်းချင်းရှုထုတ်မယ်ဒီလိုမျိုးဖြည်းဖြည်းချင်းလေးရှုလေးထုတ်လုပ်လိုက်ခြင်းဟာကိုယ့်ရဲ့ nervous system ကိုငြိမ်သက်သွားစေရယ်ကိုယ့်ရဲ့အတွေးတွေကိုပျောက်သွားစေရယ်ကိုဟာတဖြည်းဖြည်းနဲ့တည်ငြိမ်လာပြီဆိုလို့ရှိရင်နောက်ထပ်လေးကိုတဝိုင်းရှုသွင်းလိုက်ပါအဲ့လေးမှာခဏလေးဟိုးထားလိုက်ပါပြီးရင်ဖြည်းဖြည်းချင်းနဲ့ရှုထုတ်ပါဒီနေ့မှာတော့3-9ဆိုတဲ့ breathing technique လေးဖြစ်တယ်3 second ရှုသွင်း6 second hold 9 second ရှုထုတ်မယ်ရှိရှိလေးရှုထုတ်ပြီးတော့အသက်ရှုမယ်ပြီးွားရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ nervous system ကိုပြန်ပြီးတော့တန်ဆင်မယ်ကိုယ်စိတ်ပင်ပန်းနေတဲ့အချိန်မှာဒီ meditation လေးကိုလုပ်ခြင်းအပြင်ကိုယ်ဟာပို့ပြီးတော့တည်ငြိမ်လာမယ်မကောင်းတဲ့အတွေ့အကြုံတွေကိုရပ်တန့်နိုင်မယ်ကိုယ်ဟာပို့ပြီးတော့ပေါ့ပါလာမယ်ဒါဆိုရင်7 မိနစ်လောက်3-9 breathing technique လေးနဲ့အသက်ရှူရအောင်အသက်ကိုတဝါကြီးရှူသွင်းမယ်1 2 3ဘက်ကလေးကိုချက်ပြီးတော့စီကုံလေးကိုညှစ်ပြီးတော့အောင်းထားမယ်1 2 3 4 5 6ပြီးရင်ပါးစပ်ကနေတဝါကြီးရှူထုတ်မယ်1 2 3 4 5 6 7 8 9ကိုယ့်ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့တည်ငြိမ်လာတာကိုခံစားကြည့်ပါပုံမှန်လေးရှုမယ်နောက်တစ်ချိန်လောက်ပြန်ရှုမယ်1 2 3အောင်ထားမယ်1 2 3 4 5 6ပါးစပ်ကနေရှုထုတ်မယ်1 2 3 4 5 6 7 8 9နောက်တစ်ချိန်လောက်ပြန်ရှုမယ်1 2 3အောင်ထားမယ်1 2 3 4 5 6ပါးစပ်ကနေရှုထုတ်မယ်1 2 3 4 5 6 7 8 9ဒီလိုမျိုးလေးစတိုက်5 မိနစ်လောက်ရှုရအောင်ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြီးဖြည်းဖြည်းချင်းပြန်ရှုထုတ်မယ်1 2 3 4 5
6 7 8 9 ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြင်ဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6
ပြီးဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ရှုမယ်1 2 3ဘိုက်ကလေးချက်ပြီးတော့အောင်ထားမယ်1 2 3 4 5 6ပြီးဖြည်းဖြည်းချင်းပြန်ရှုထုံးမယ်1 2 3 4 5 6 7 8 9ကိုဟာပုံမှန် breath လေးနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အာရုံစိုက်ကြည့်ပါဦးခေါင်းထိပ်ကနေခြေပြားထိ scan ဖတ်သလိုမျိုးဖြည်းဖြည်းချင်းအာရုံစိုက်ကြည့်ပါပခုံးပေါ်မှာလေးလံတဲ့တာဝန်တွေရှိသေးလားဖြည်းဖြည်းချင်းလျှော့ချပါကိုဟာခံစားချက်တွေတက်လာတယ်ဆိုရင်လေဒီခံစားချက်တွေကိုလက်ခံပေးပါအတွေးတွေတက်လာတယ်ဆိုလေအဲ့ဒီအတွေးတွေကိုသိလိုက်ပါအတွေးဆိုတာတိမ်တိုက်တွေနဲ့တူတယ်ကိုယ်စီကိုခဏလေးဖြတ်သွားပြီးတော့ပြီးရင်လွတ်ချလိုက်လို့ရတယ်ကိုဟာလုံးစုံနေတဲ့ဖြည်းဖြည်းချင်းလေးရှုလေးထုံလေးလုံးနေပါဆိုရင်ပူပန်မှုတွေကလည်းအငွေးပြန်ပြီးတော့ကိုယ်စီကနေထွက်သွားတယ်ပုံမှန်လေးလေးရှုလေးထုံလုံးနေပါကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းပိုပြီးတော့အနားရလာတယ်ကိုယ်ခန္ဓာကိုယ်မှာရှိရဲ့ nervous system တွေအားလုံးကလည်းငြိမ်ကြလာတယ်ကိုယ်ကပုံမှန်လေးလေးရှုလေးထုံလုံးနေရင်လည်းအဲ့ဒါလေးကိုခံစားကြည့်ပါစင်သင်ဖြင့်ဖြည်းဖြည်းချင်းမျက်လုံးလေးပြောင်းဖွင့်လို့ရပါပြီအလုံးကျေးဇူးများတင်ပါတယ်ရှင်